ဇင်ဝစ်ထားတဲ့ Amaze Sport ဇင်တွေကနေပြီးတော့ဇင်ကိုဘာရောင်လေးတွေရသေးလဲဆိုတဲ့မမတွေအတွက်ကိုဇင်ပြပေးမယ်နော်။ဒါလေးကတော့ဒီလိုအစင်လေးတွေပေါ့နော်။ဒီလိုအစင်လေးတွေရပါမယ်။ဒီလိုအစင်လေးတွေရောင်းပေးမှာဖြစ်ပါတယ်။ဒါလေးဆိုလို့ရှိရင်ဇင်က3ကိုက်ခွဲကြော်ပါတဲ့ one set ကို2ထည့်ပေါ့နော်။2ထည့်ချုပ်ထားတာဒီလို no bra လေးနဲ့တစ်ထည့်ပေါ့နော်။ no bra လေးနဲ့တစ်ထည့်ဒီလိုရိုးရိုးလေးတစ်ထည့်ရဲ့ပတ်ထမိန်လေးရဲ့ချုပ်ထားတာဖြစ်ပါတယ်။ဇင်ကတော့ medium size ဖြစ်တဲ့အတွက်ကြောင့်မလို့အင်ဂျီ2ထည့်ချုပ်ထားပါတယ်ရှင်။သူ့ရဲ့ကာလာကွဲလေးတွေဆိုလို့ရှိရင်ဇင်တို့ဒီရောင်လေးတွေရပါမယ်။ဒီရောင်လေးရမယ်တနခါရောင်လေးရမယ်ပြီးရင်တနခါကိုမမနည်းနည်းနှုတ်တဲ့အရောင်လေးပေါ့နော်ခဲရောင်ဇက်ကလေးရမယ်ဒီလိုမျိုးမိုင်လိုပေါ့နော်ပန်းမိုင်လိုကာလာဇက်ကလေးရမယ်ခဲပုတ်လေးရပါမယ်ဇင်ဝစ်ထားတဲ့အရောင်တော့ကုန်သွားပြီနော်မရှိတော့ပါဘူးရှင်မရှိတော့ပါဘူးဒါလေးကတော့တနခါရောင်လေးအရန်လာတော့လေ3ကိုက်ခွဲကြော်ပါတယ်ခြိသားစစ်စစ်ပါနော်မတို့နှစ်တရာအတိုင်အဖောက်နဲ့ခတ်ထားတဲ့ခြိသားစစ်စစ်ပါပြီးရင်သူ့ရဲ့အယောင်လေးဆိုလို့ရှိရင်လည်းအရန်မှားတယ်ဒီအပွင့်လေးဆိုရင်အဖက်စစ်စစ်ကလေးတွေနဲ့ခတ်ထားတာဒါလေးကမြကြီးနားခတ်တယ်စစ်စစ်ပါနော်မလို့မြကြီးနားရဲ့ကဲရုံမှာခတ်ထားတဲ့စစ်စစ်ပါပြီးရင်နှစ်တရာကိုမဇင်တို့အရေးသွေးကောင်းတာလေးနဲ့တိုင်ထားတဲ့အတွက်ကြောင့်မလို့ခြီသားကလေးတွေကပြုတ်ပြုတ်ပါပါလေးတွေပါနော်မတို့တချို့အရန်ကြီးပေါ့နော်ခြီသားကြီးကိုထူမဆိုတဲ့မတွေကတော့ဒါမျိုးလေးတွေလည်းအဆင်မပြေဘူးဒါလေးကတော့ပပတိတ်တိတ်ကလေးတွေပေါ့နော်ခြီ quality ဒီဇင်တို့နှစ်တရာမှာတော့မှအရေးသွေး3မျိုးရှိပါတယ်အညံ့အလက်အကောင်းဆုံးပါအကောင်းဆုံးရဲ့ခြီလေးတွေကခြီလုံးရှိမြင်အရန်သေးပါတယ်နော်အယောင်သေးတဲ့အတွက်ကြောင့်မလို့ခြီလုံးသေးသေးလေးနဲ့ခတ်တဲ့အစဉ်ကအထူကြီးတော့မရပါဘူးเนาะဒီလိုမျိုးလေးပါဒါလေးကတော့တနခါရောင်လေးဖြစ်ပါတယ်တနခါရောင်လေးတက်အောင်ရပါမယ်နောက်တော့ကကြတော့ဒါလေးသူကတနခါထက်ကိုနည်းနည်းလေးဖြော့တယ်ပေါ့နော် skin tone လို့ပဲခေါ်ရမှာမသိဘူးသူ့ရဲ့ pattern လေးဆိုလို့ရှိရင်လိပ်ပွင့်လေးတွေကိုပဲစလို့ရွှေငါးလေးတွေနဲ့ခတ်ထားတာပေါ့နော်ရွှေငါးလေးတွေနဲ့အနောက်ဆိုလို့ရှိရင်လည်းပွင့်မိတ်ကလေးတွေအပြည့်ပါပါတယ်ကချင်တဲမှာအရည်သွေးကောင်းလီအရည်သွေးကောင်းလီခြီပါလေးပါနော်တချို့ကျတော့ခြီပါတာအရန်ကြောက်တယ်နော်ခြီပါတာအရန်ကြောက်တယ်ကချင်တဲရဲ့သဘောတဘာဝဒီခြီပါလေးအရည်သွေးကောင်းလေးပါရှင်ခြီပါလေးနှစ်တရာအသားနာရှယ်ဖြစ်လေးပါရှင်ဒါလေးပါဒါလေးကတော့သူကတော့အသားလို့ပြောရမှာပြီသူရဲ့ stone ရဲ့ skin tone လေးဖြစ်တယ်တနခါကိုမနည်းနည်းလေးနှုတ်တဲ့ဘက်ကိုသွားတယ်ဒီကာလာလေးလည်းလူငယ်လူကြီးဝတ်လို့အရန်လှတယ်ຫນွေရာသီအတွက်ကိုလည်းအရန်အဆင်ပြေတော့လေးအရန်လှတော့လေးပါဒါလေးတအုပ်ရပါမယ်နောက်တအုပ်ကကြတော့ဒါလေးဆိုလို့ချင်းသူကခဲကလေးပေါ့နော်ခဲရင်ခဲနုဆက်ထားတာပြင်အခုဝတ်ထားတဲ့လိုမျိုးလေးပဲအရန်လှတယ်နော်သူရဲ့လိပ်ပွင့်ကလေးနဲ့ချွေငါးပက်တန်လေးပါခဲလေးကိုစင်ဝစ်ထားတဲ့လိုမျိုးလေးအစင်လေးပေါ့နော်အနုအရင်လေးဆက်ပေးထားတာဖြစ်ပါတယ်သူရဲ့အပွင့်လေးတွေဆိုလို့ချင်းဒါအင်ဂျီအတွက်အမိတ်ကလေးနော်အင်ဂျီမိတ်ကလေးတွေပါပါတယ်ဒီအစင်လေးကဇင်တို့ market မှာရောင်းနေရောင်းစီက9000နဲ့မှ8000အထိရောင်းစီရှိပါတယ်ရှင်ဒါလေးကိုဒီဗီဒီယိုဖိုင်လေးထဲမှာဟွာလေးနဲ့ပဲယူပါ8000နဲ့မှ9000လေးနဲ့ပဲယူပါရှင်ဒါလေးကတော့ခဲကလေးပါလှတယ်နော်ခဲလေးတော်တော်လှတယ်ဒါလေးပါ8000နဲ့မှ9000ကျပ်နဲ့ယူပေးပါရှင်ခဲလေးတစ်အုပ်ရပါမယ်နောက်တစ်အုပ်ကကြတော့ဒီလိုမျိုးပန်းငပိလို့ခေါ်မလားပန်းမိုင်လို့ခေါ်မလားမသိဘူးအဲ့လိုလေးကိုသူအနုအရင်လေးဆက်ထားတာပါရှင်အနုရင်လေးဆက်ထားတာပါအနောက်ကကြတော့သူကလိပ်ပွင့်ကလေးတွေနဲ့လာမယ်သူကတော့ရွှေငါးပတ်တန်မဟုတ်ဘူးလိပ်ပွင့်ကလေးတွေနဲ့ပါရှင်ရှီသားကလေလုံးဝအိဖက်စင်တော့မတို့မတောက်ကြီးမဟုတ်ဘူးပြုံးလို့ပြုံးစင်စင်လေးနဲ့တကယ်ကိုကိုင်လိုက်တာနဲ့အေးပြီးတော့လေသူ့ရဲ့တဘာဝပင်ကိုအသားလေးကအေးနေရပဲအမတို့ခြီသားအေးရဲ့အရသာအတိုင်းကိုဝစ်ရှင်နေဆိုလို့ရှိရင်ကော်ဘေးမကတ်ဖိနေဝစ်ကိုကစမတ်ကြတောက်တောက်ဖြောက်ဖြောက်လေးတောက်တောက်တင်းတင်းလေးဝစ်ရှင်နေဆိုရင်တော့ကော်ဘေးကတ်ပြီးတော့ဝစ်အဲ့လိုမျိုးလေးဝစ်ပါဒါလေးပါဒါလေးလည်းရမ်းလှတယ်နော်ဒီမှာကြည့်ဦးဒါလေးတော့အုပ်ရပါမယ်နောက်တစ်အုပ်ကကြတော့ခဲပုတ်ကလေးပါရှင်ဒီခဲပုတ်ကလေးလည်းလှပါတယ်ကြည့်ဦးခဲပုတ်ကလေးလည်းအရန်လှတယ်သူရဲ့အနောက်ပွင့်လေးဆိုလို့ချင်းလိပ်ပွင့်ကလေးတွေပါပါမယ်ဒီလိုမျိုးလေးပါဒါလေးကခဲပုတ်ကလေးပါရှင်ခဲပုတ်ကလေးလည်းရမ်းလှတယ်ရရှိမဲ့ဈေးနှုန်းလေးကတော့8000နဲ့မှ9000ကျပ်ပါရှင်နှစ်သက်တယ်ဆို screenshot လေးသားရိုက်ပြီးတော့ voice message ကြောင့် Viber နံပါတ်39ကို4281234334နဲ့39ကိုခု9ကို6686ကိုဒီဖုန်းနံပါတ်နှလုံးကတစ်ဆင့်လဲဆက်သွယ်ဝယ်ယူအားပေးလို့ရပါတယ်ရှင်အခြားဖုန်းတွေလုံးဝViber မသုံးပါဘူးတော့မကျေးဇူးတင်ပါတယ်